ရပါတယ်ဒါတော့တမီတို့ရဲ့ဆရာတစ်ချင်းလေးနဲ့အားလုံးသောဆရာတွေကိုဂုဏ်ပြုတဲ့အတွက်လည်းဒါတော့တမီတို့ကိုစားသူရဲ့ဝမ်းသာပျော်ရွှင်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်ဆရာချင်းဖြစ်ပျော်ပြည့်တည်ဆန့်သွားတဲ့အခဆိုင်ရာကျောင်းသူကျောင်းသားတွေများကိုဆရာချင်းလေးအနေပြီးတော့မှစွန့်ဝင်ချက်တသိန်းဆရာမဘွားနေပြီးတော့မှစွန့်ဝင်ချက်တသိန်းမောင်စုမိုးအောင်ရဲ့အမေကနေပြီးတော့မှစွန့်ဝင်ချက်တသိန်းနဲ့